မင်းကလေးတဦးဟာပင်လယ်ကမ်းဆက်မှာမော်ဆန်နဲ့နာရီလက်ပတ်တလုံးကိုတွေ့ရှိခဲ့ပါတယ်။သူမနာရီလက်တွေကိုလှည့်လိုက်တဲ့အခါအချိန်ကနောက်ပြန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမရဲ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။မနက်ခင်းမှာနောက်ထပ်9မိနစ်လောက်ပိုအိတ်ချင်ရင်သူမဟာအချိန်ကိုနာရီနဲ့ငယ်လောက်နောက်ပြန်လှည့်လိုက်ပါတယ်။စာမေးပွဲကြရှုံးတဲ့အခါအချိန်ကိုနောက်ပြန်ရေးပြီးပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့ဒီနာရီကိုအသုံးပြုတာဟာစိုးကျိုးတစ်ခုနဲ့လာပါတယ်အချိန်ကိုနောက်ပြန်လှည့်တိုင်းသူမရဲ့အိုမင်းရော်မှုကိုအချိန်မြင့်တင်ပေးခဲ့ပါတယ်။အလဲတန်းကြောင်းရောက်တဲ့အချိန်မှာသူမဟာအတန်းဖော်တွေထက်အများကြီးပိုရက်ရှိနေခဲ့ပါပြီ။အမေကသူမကိုဆရာဝန်စီခေါ်သွားခဲ့ပေမဲ့ဘသူမှဘာချို့ရင်းချက်မှရှာမတွေ့ခဲ့ပါဘူး။မိဘတွေစိတ်မပူစေဖို့သူမဟာနာရီကိုဝတ်ထားလိုက်ပြီးနာရီရဲ့စွမ်းအားကိုနောက်ထပ်ဘယ်တော့မှမသုံးတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နှစ်တွေကြာလာတော့သူမဟာအချောက်စဟဲရီရဲ့နဂရတူဖြစ်လာခဲ့ပါတယ်။မိသားစုနဲ့အတူသူမရဲ့ဘဝဟာငြိမ်းချမ်းပြီးပျော်ရွှင်ခဲ့ပါတယ်။ဒီနေ့မှာတော့မတော်တဆမှုတစ်ခုဖြစ်ပွားပြီးအရာအလုံးကိုပြောင်းလဲသွားစေခဲ့တဲ့အထိပါပဲ။ကားတိုင်းမှုဖြစ်ပြီးနောက်အဖေဟာဆေးရုံကိုရောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ကယ်ဆယ်ရေးလုပ်ငန်းမအောင်မြင်ပဲသူကွယ်လွန်သွားခဲ့ပါတယ်။မင်းကလေးဟာဒီအဖြစ်မှန်ကိုလက်မခံနိုင်ခဲ့ပါဘူး။အချိန်ကိုနောက်ပြန်လှည့်နိုင်တဲ့နာရီကိုသူမတတိယလိုက်ပါတယ်။သူမဟာအချိန်တွေနောက်ပြန်သွားပါစေလို့နှလုံးသားထဲမှာဆူတောင်းရင်းနာရီလက်တွေကိုထက်လှည့်လိုက်ပြန်ပါတယ်။သူမမျက်လုံးတွေဖွင့်လိုက်တဲ့အခါတကယ်ရဲ့အဖေမတော်တဆမှုဖြစ်တဲ့နေ့ကိုပြန်ရောက်နေခဲ့ပါတယ်။သူထွက်ခွာသွားတာကိုတားဆီးဖို့အတွက်သူမချက်ချင်းအိယာကနေပြေးထွက်သွားခဲ့ပေမဲ့နောက်ကျနေခဲ့ပါပြီ။သူမဟာအဖေကားနောက်ကိုလိုက်ပြေးပြီးသူ့နာမည်ကိုအော်ခေါ်ခဲ့ပေမဲ့သူမကြားခဲ့တာဘူးနောက်ဆုံးမှာတော့လမ်းထောင်မှာသူ့ရဲ့တက္ကစီကားဟာထရက်ကားတစ်စီးနဲ့တိုက်မိသွားခဲ့ပါတယ်။မင်းကလေးဟာတိုက်မိမှုမဖြစ်ခင်ချိန်ကိုပြန်ရောက်ဖို့အတွက်နာရီကိုထက်လှည့်လိုက်ပြန်ပါတယ်ဒီတစ်ချိန်မှာတော့သူမဟာလမ်းဖြတ်လမ်းကိုရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့သူမဘလောက်မြင်မြန်ပြေးပြေးအဖေကားကိုမမီနိုင်ခဲ့ပါဘူးရုတ်တရက်လမ်းဘေးမှာစက်ပီးတစ်စီးကိုသူမမြင်လိုက်ရပါတယ်အဲ့ဒါကိုစီးနှင်းပြီးသူ့ကိုမီအောင်လိုက်ချင်ခဲ့ပေမဲ့သူမဟာစက်ပီးစီးတက်အောင်တစ်ခါမှမတင်ဘူးခဲ့တာကြောင့်တစ်ချိန်ပြီးတစ်ချိန်လဲကျခဲ့ရပါတယ်အဆက်မပြတ်လဲကျနေရင်ကနေသူမဟာဖြည်းဖြည်းချင်းစီးတက်လာခဲ့ပါတယ်သူမမီတော့မဲ့အချိန်မှာလမ်းဆောင်မှာကားတစ်စီးရုတ်တရက်ပေါ်လာပြီးသူမကိုမြေပြင်ပေါ်လွင့်စင်အောင်တိုက်ချပစ်ခဲ့ပါတယ်တကူလုံးကနာကျင်မှုတွေကိုလစ်လျူရှုပြီးသူမအဖေနောက်ကိုလိုက်ဖို့ထပ်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အချိန်တိုင်းမှာအဲ့ဒီကားကပဲသူမကိုတိုက်ချပစ်ခဲ့ပါတယ်နာကျင်မှုကြောင့်မတက်ရဖို့တောင်မဖြစ်နိုင်တဲ့လောက်ဖြစ်ခဲ့ရပေမဲ့သူမကလက်မလျှော့ခဲ့ပါဘူးသူမဟာကားရဲ့လမ်းကြောင်းကိုတေးသေးချာချာစတင်လေ့လာခဲ့ပါတယ်။နောက်ဆုံးမှာကားကကွေ့ရဲ့အခါမျက်ွယ်နေရာကိုတတိပြုမိခဲ့ပြီးအောင်မြင်စွာရှောင်တိန်နိုင်ခဲ့ပါတယ်။အဲဒီနောက်သူမဟာအဖေရဲ့တက္ကစီစီကိုအတက်နိုင်ဆုံးအမြန်ဆုံးဆက်ပြီးနှင်းသွားခဲ့ပါတယ်။အဖေကနောက်ကြည့်မှန်ကနေသူမကိုမြင်လိုက်ပါတယ်။သူကလီဘာနင်းနာကိုဖြည်းဖြည်းချင်းရှော့ချလိုက်ပါတယ်။မင်းကလေးဟာချက်ချင်းတက္ကစီရဲ့ရှေ့ကိုပြေးဝင်ပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အဖေဟာစတီယာယင်ကိုရုတ်တရက်လှည့်လိုက်ပြီးနယံကိုဝင်တိုက်လိုက်ပါတယ်။မင်းကလေးဟာတမိုင်းကိုအောင်မြင်စွာပြောင်းလဲလိုက်နိုင်ခဲ့ပါပြီ။သူမနောက်တစ်ချိန်နိုးလာတဲ့အခါအဖေအသက်ရှင်နေတာကိုမြင်လိုက်ရပါတယ်။သူမဟာဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုမိသားစုကိုစိတ်လှုပ်ရှားစွာပြောပြခဲ့ပေမဲ့သူတို့အားလုံးကသူမကိုထူးဆန်းစွာကြည့်နေကြပါတယ်။ဒီအချိန်မှာသူမဟာမှန်တဲ့ကသူမရဲ့ပုံရိပ်ကိုဖမ်းမိလိုက်ပါတယ်။ဒါဟာအချိန်ကိုနောက်ပြန်လှည့်ခြင်းရဲ့ဆိုးကျိုးဆိုတာကိုသူမသဘောပေါက်ခဲ့ပါတယ်။မင်းကလေးဟာရုတ်တရက်အိုမင်းသွားတာကိုလက်မခံနိုင်ခဲ့တာကြောင့်နာရီကိုထပ်သုံးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဘာမှမဖြစ်ခဲ့ပါဘူး။နာရီပြင်ဆိုင်ကိုသွားပြီးပြင်လို့ရမလားလို့မေးခဲ့ပါတယ်။ဆိုင်ပိုင်ရှင်ကဒီမော်ရယ်ကိုထုတ်လုပ်တာရက်ဆိုင်သွားပြီးဖြစ်ကြောင်းနဲ့အစိတ်ပိုင်းတွေမရှိတော့ဘူးလို့ပြောခဲ့ပါတယ်။သူမအခြားဆိုင်များပြားကိုတွားရောက်ခဲ့ပေမဲ့အဖေကအတူတူပါပဲ။သူမအဖေကိုကယ်တင်နိုင်ခဲ့ပေမဲ့နာကျင်ဖွယ်ဆိုးကျိုးကိုပေးဆက်ခဲ့ရပါတယ်။တာမန်ဘဝကိုဆွတ်လွတ်ပြီးချေရတဲ့သူကိုကယ်တင်ဖို့အတွက်အချိန်ကိုနောက်ပြန်လဲဖို့ကိုပဲတင်ရွေးချယ်မလား